မိတ်ဆွေများလုံးမင်္ဂလာပါအခုကျွန်တော်တို့နေမြေလုံခြုံရေးကိစ္စတွေကိုဆက်လက်ပြီးတော့မှဆောင်ရွက်မဲ့အကြောင်းကိုကျွန်တော်အနည်းငယ်လေးတင်ဆက်ပေးချင်ပါတယ်အဲတော့ကျွန်တော်တို့အထူးဒေသ6 PNO နေမြေတဲ့ကိုဒီကရန်ပြည်အပါဝင်ပေါ့နော်ကရန်ပြည်နယ်ကနေပေါက်ဖွာလာတဲ့ပြည်နယ်မျိုးသားကာကွယ်ရေးတပ်သူတို့ဒီလက်နက်ကင်အဖွဲ့တွေပေါ့နော်ကရန်ပြည်နယ်ကနေပေါက်ဖွာလာတဲ့လက်နက်ကင်အဖွဲ့တွေတော်တော်များများပေါ့နော်ကျွန်တော်တို့ဒီ PNO နယ်မြေတဲကိုလုံးဝမလေးစားတဲ့အချက်တွေရှိခဲ့ပါတယ်အဲ့ဒီအချက်တွေကိုကျွန်တော်ထောက်ပြချင်တာပေါ့နော်အဲ့တော့ဒီအထူးဒေသ6 PNO နယ်မြေထဲမှာ2020နိုင်ငံရေးအချုပ်ထွေးတွေကိုနိုင်ငံရေးအချုပ်ထွေးဖြစ်နေတဲ့ကာလကိုသူတို့အခွင့်ကောင်းယူတာအခွင့်ကောင်းယူပြီးတော့ဘာလုပ်လဲဆိုရင် PNO နယ်မြေတဲကို2022မေလအဲကနေစပြီးတော့မှဒီ2025ဇွန်လအထိကို PNO နယ်မြေတွေကိုဝင်ရောက်ကျူးကျော်ပြီးတော့မှပူပေါင်းတိုက်ခိုက်ခဲ့ကြတာ၄နှစ်လုံးကျွန်တော်တို့ပိုးပြည်သူတွေရဲ့ကြေးရွာတွေပိုးပြည်သူတွေရဲ့နေအိမ်တွေပေါ့နော်ဒါတွေကိုဒီကယားပြည်နယ်ကနေပေါက်ဖွာလာတဲ့ Green မြို့သားကာကွယ်ရေးတပ်သူတို့ကစခန်းအဖြစ်အသုံးချတယ်နော်ပိုးပြည်သူတွေရဲ့ကြေးရွာတွေပိုးပြည်သူတွေရဲ့နေအိမ်တွေဆိုရင်တို့ကကာဘာဖြစ်အသုံးချခဲ့တယ်ဒါ၄နှစ်လုံးပိုးပြည်သူတွေကစစ်ပေးချောင်ဘဝနဲ့ဒုက္ခပေါင်းများစွာခံစားခဲ့ရတယ်ဂရီနီမျိုးသားကာကွယ်ရေးတပ်ပူးပေါင်းဖွဲ့တို့ကပိုးနယ်မြေတွေကိုကျူးကျော်ပြီးတော့မှတိုက်ပွဲလာဖော်တိုင်းကျွန်တော်တို့ပိုးပြည်သူနဲ့ရဟန်းတန်ဃာတွေလည်းအသက်ခံခဲ့ရတယ်လည်းအများကြီးရှိခဲ့တယ်နော်နောက်ပြီးတော့ဒီ၄နှစ်လုံးဒီကယားပြည်နယ်ကနေပေါက်ဖွာလာတဲ့ဂရီနီမျိုးသားကာကွယ်ရေးတပ် KNDF တို့ကပိုးပြည်သူတွေကိုအနိုင်ကျင့်စော်ကားခဲ့တယ်ပြီးရင်ပိုးနယ်မြေတွေကိုလည်းကျူးကျော်ဝင်ရောက်ပြီးတော့မှစခန်းချနေထိုင်ခဲ့ကြတယ်ဒါ၄နှစ်လုံးနော်ခင်ဗျားတို့ပဲတွေးကြည့်လိုက်ဒါလက်နဲ့ကင်ထားတဲ့ဖွဲ့စည်းဆိုတာသူ့နယ်မြေကိုယ်နယ်မြေရှိတယ်အဲတော့စီးပေါင်ထားပြီးတော့မှအပြန်လာလေးစားမှုတွေထားရှိဖို့လိုတာပေါ့နော်အဲတော့ကျွန်တော်တို့ဒီကယားပြည်နယ်ကနေပေါက်ဖွာလာတဲ့ဂရီနီမျိုးသားကာကွယ်ရေးတပ်နဲ့ကယားပြည်အဖွဲ့တို့ကလည်းနောက်ထပ်ကျွန်တော်တို့ပိုးဒေတာပိုးနယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်စော်ကားနေမယ်ဆိုရင်တော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့တစ်ချိန်2000ခုနှစ်ပြောမယ်ဆိုရင်1992 93အဲ့ဒီအချိန်တုန်းကတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ကျွန်တော်တို့နယ်မြေအချို့ရှိတယ်ကျွန်တော်တို့ပြန်လည်ရယူထားတဲ့နယ်မြေတွေရှိတယ်ပြီး2000ခုနှစ်တုန်းကလည်းဒါကျွန်တော်တို့ PNO နယ်မြေဖြစ်ခဲ့တဲ့လွယ်ပေါတို့ဆောင်းနန်းခဲတို့နော်အဲ့ဒီနေရာတွေကျွန်တော်တို့ပြီးရင်လွယ်ကြေးတီးတို့အဲ့ဒီနေရာတွေကPNO ရခိုင် PNO နယ်မြေတွေဖြစ်ပါတယ်နော်အဲ့တော့ဒီကရန်ပြည်ကပဲဖြစ်ပေါ့နော်သူတို့ကရန်ပြည်ကနေပေါက်ဖွာလာတဲ့ KNA တို့ပဲဖြစ်နောက်ပြီးကျွန်တော်ဒီ Green မျိုးသားကာကွယ်ရေးတပ်ဆိုလားဗါလို့အဲ့ဒီအဖွဲ့တွေပဲဖြစ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ပိုးဒေတာပိုးနယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်စော်ကားနေမယ်ဆိုရင်တော့အခုချိန်ကနေစပြီးတော့မှပိုးနယ်မြေလုံခြုံရေးအတွက်ရခိုင် PNO နယ်မြေဖြစ်ခဲ့တဲ့ဒီလွယ်ကြေးတီးလွယ်ပေါင်းစောင်းနှံခဲစတဲ့နေရာတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းရလိမ့်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒါဟာကျွန်တော်တို့လက်သုံးပြန်ချင်းမဟုတ်ဘူးเนาะဒါကျွန်တော်တို့ကလူမျိုးပြဿနာဖြစ်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့တခြားလက်နဲ့ကိုင်ဖွဲ့စည်းဒီကယားပြည်နယ်ကလက်နဲ့ကိုင်ဖွဲ့စည်းကျွန်တော်တို့လေးစားတယ်ဒါကျွန်တော်တို့မလေးမစားလို့တာမဟုတ်တော့ကျွန်တော်တို့လေးစားခဲ့တယ်လေးစားခဲ့လို့ပဲကျွန်တော်တို့ကအဲ့ဒီနယ်မြေတွေထဲကိုဝင်ရောက်တာတွေမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဒီဒါကျွန်တော်တို့ကကိုယ့်ရဲ့နယ်မြေလုံခြုံရေးကိစ္စအတွက်ဒါဆက်လက်ဆောင်ရမှာဖြစ်ပါတယ်ဒါလည်းတုံ့ပြန်ခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အထူးဒေတာ6 PNO နယ်မြေပိုးဒေတာပိုးနယ်မြေလုံခြုံရေးအတွက်ပြီးရင်ပိုးဒေတာထဲမှာရှိနေတဲ့ငင်အောင်တိုင်းသားပါဝင်ကျွန်တော်တို့ပိုးတိုင်းသားတွေအားလုံးပြည်သူဘဝတည်ငြိမ်အေးချမ်းရေးအတွက်ဒါလုံခြုံရေးကိစ္စဆောင်ရွက်ခြင်းသာဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်